အားလုံးပဲလိမ့်တာပါခုတစ်ခေါက်ကတော့ရှာချမ်းလေးမကြိုက်တယ်ဆိုတဲ့အပြောတော့အတွက်အမေးရှာဒုတ်ထိုးလေးကိုဘယ်လိုလုပ်မယ်ဆိုတာကင်ပြတော့မှာဖြစ်ပါတယ်အရင်ဆုံးရှာချမ်းလေးအလွာလေးကိုပပလေးလိထုတ်လိုက်ပါတယ်ကြမ်းလွင်တော့မကြိုက်ဘူးကွယ်မြန်မာနိုင်ငံမှာနေတော့ကတော့ဒီလိုရှာချမ်းအရသာကိုမတိခဲ့ပါအခုတော့ရှာချမ်းကြီးအရသာကိုတိလာပြီနွားရှာကင်ကိုပြောတာနော်ဒီလိုနွားရှာကင်လေးတစ်ချောင်းနှစ်ချောင်းလေးရဖို့ဒီလိုအချောင်းလိုက်ယူဓာတ်ကြီးနဲ့ဖယ်လိုက်လိထုတ်လိုက်ဖြတ်လိုက်နဲ့အချိန်ကိုတော်တော်ပေးရပါတယ်လိထုတ်လိုက်တယ်အတားစားရှာချမ်းအဖက်လေးတွေကိုဘာလောက်လိုက်လဲလို့မမဲပါနဲ့ပြစ်လိုက်ပါတယ်အပေါ်ရန်ရှာချမ်းအဖက်လေးတွေခွေးကောင်မဆောင်မလိုလားအပ်တယ်ဒီလိုအရွက်ဖက်လေးတွေရှာချမ်းအဖက်လေးတွေစုပ်ပြတ်တတ်နေတဲ့ညစ်ပတ်နေတဲ့အဖက်လေးတွေကိုဖယ်ပြီးတော့ဒီအတွင်းသားတွေကအဖြူသားလေးကိုပဲယူပါတယ်အတားလေးကနူအီဥဖက်နေပြီးတော့စားလို့ကောင်းပါတယ်ရော်ဒီရှာချမ်းကြီးနဲ့လော်ပလိုက်မယ်ပါဇာဟာလောကကြီးရဲ့တဘာဝပေါ့ကွယ်အဖြူတွေဆိုရင်စားချင်ကြရင်နှိပ်စက်ချင်ကြရင်ဟာတလေကြရင်လေဒီလိုအသားတွေဖြတ်ဘာညာတွေလှီးတဲ့အချိန်မှာဓားလင်းလေးလေတန်တန်ရဲ့လက်ကိုထိတော့တဲ့အချိန်မှာလေအယောင်နာချင်ရတာပဲသိလားဒီချိန်မှာကျွန်တော်တို့ရွာမှာစားဖားတွေပေါ်တဲ့အချိန်မှာမြို့ဘက်ကတန်လန်းပေါ်မှာတော့စားဖားတွေပေါ်တာပေါ့မရသည်ဆိုရင်ဖားကင်လေးတွေစားရတာကြိုက်တယ်ဆိုတော့ပြောမိအောင်ပါဘာမှမဟုတ်ပါဘူးကဲအမေရှာချမ်းအရေးတဲ့ဒီစောက်စကားတွေထင်နေအမေရှာချမ်းအကြောင်းပဲပြောကြတာပေါ့ကွာဒီနွားရှာတော့ဘယ်နိုင်ငံကနွားရှာလဲတော့မသိဘူးကျွန်တော်တို့နိုင်ငံကနွားတွေကြတော့စကားပြောတတ်တယ်ဗျဘလို့လဲဆိုတော့အရင်ချစ်တယ်ထားမတော်တဲ့ရှာအဖြစ်မခံရတာတော့ကံကောင်းဒီလိုရှာချမ်းရင်တော့ပိုင်ဆိုင်မင်းဆိုရင်တော့ခမားဟာတေးချတယ်စော့ကြည့်ပဲရှာချမ်းကင်လေးကိုစားဖို့ကျွန်တော်အကြံပေးပါတယ်အရန်ကောင်းပါတယ်အမေရှာချမ်းလေးရဲ့အပေါ်ကအကြမ်းလေးကိုအရွက်လေးကိုဖေတဲ့အပိုင်းကတော့ပြီးပါပြီဒီလောက်ဆိုရင်တိမီလို့တော့ထင်ပါတယ်ကောင်းတဲ့အုံနောက်ဆိုရင်တော့မကောင်းတဲ့အုံနောက်ဆိုရင်တော့မတတ်နိုင်ဘူးပြီးရင်တော့ဒီလိုဖြတ်ထားတဲ့ရှာနုလေးတွေကိုအတုံးနဲ့တန်းစီပြီးတော့တုတ်လေးနဲ့ထိုးမှဖြစ်ပါတယ်ဒီလိုတုတ်ထိုးတဲ့အချိန်မှာလည်းဘယ်ညာမယိမ်းသွားရအောင်ဆိုပြီးတော့ထိန်းထိုးရပါတယ်ကိုကချစ်တူလေးနဲ့အဆင်မပြေလို့ရီးစားလေးနဲ့အဆင်မပြေလို့စိတ်တက်ကြနေပြီဆိုရင်တော့ဒီလိုအမင်းရှာလေးတွေကိုကင်ပြီးတော့ရောင်းပါလမ်းဘေးမှာတေးချတယ်အရင်ပြုတ်ပြီးခွေးဖြစ်မှာကြည့်ရှုပေးတဲ့လိန်တန်အပေါင်းလုံးကျေးဇူးတင်ပါတယ်ဝဇက်အားလုံးပဲလိန်တန်ပါခုတစ်ခါကတော့ရေတူမနိုတီကောင်းဆူရှီလေးကိုလုံးပြမှာဖြစ်ပါတယ်ရင်ဦးဆုံးနိုတီကောင်းမှာအတမတက်နေတဲ့အတားဖက်လေးကိုဖေးလိုက်ပါတယ်ဘလောက်တောင်ဆိုးလဲတော့အေတူထီရဲ့ကစားလုံးနေမှာနိုတီကောင်းအတမတောင်တက်တယ်နူဒီကောင်းလေးကိုခလေကနေပါလေးမပြတ်အောင်လေးဖြတ်ထားပါမယ်။ထုံးစံအတိုင်းဆူရှီလုံးမယ်ဆိုတော့ဆန်လေးကိုလုံးထားပါတယ်။နူဒီကောင်းအချမ်းလေးကိုဂျပန်ရုပ်တီထောင်းလေးကိုနည်းနည်းပလိမ့်ပြီးတော့သမင်းနဲ့လုံးပြီးတော့ပုံတွင်းလိုက်ရုံပါပဲ။ရေတူမနူဒီကောင်းလေးကတော့တကားသေးလေးတွေအရင်ကစားပြီးမှစားတော့ဆန်ကိုရောက်တာပေါ့။ရေတူမနူတီကောင်းဆူရှီဆိုတော့စားပွဲကတဲတော့ပကံတက်လေးပေါ်မှာပဲထည့်ပြီးတော့ဂျပန်ရုပ်တီထောင်းလေးထည့်ချင်းဖက်လေးထည့်ယူဆိုးထည့်ပါတယ်ယူဆိုးမကြိုက်တော့ကျွန်တော်ယူပြီးတော့ဆိုးလို့ရပါတယ်နွားလေးဘယ်လောက်ထိမှရိုင်းလေးဆိုတော့တစ်လုံးနှလုံးစားပဲရှိတာကိုထိတ်အဝဲတဲ့တဒေါင်းစားတွေအော်ဒါအစ်စ်လေးပါရောပြီးတော့မာလို့ခွန်းလို့ပေးလိုက်မယ်လမ်းဘေးပလတ်စတစ်ခွက်ထဲမှာမြောင်းပုတ်တွေကအရွက်ချောက်လေးတွေလွှစာမုံလေးတွေထည့်ပြီးတော့ပြင်ဆင်ထားလိုက်ပါမယ်ထိတ်အဝဲအတွက်နွားလေးတွေမှာလည်းငရှင်းသားလေးကိုမီးနဲ့မှုတ်ပါမယ်ပကံကိုကင်တဲ့အချိန်မှာဆိုပြီးတော့အရန်ပူလာပဲသိလားပကံအရန်ပူလို့လေပြီးရင်တော့မှုတ်ပြီးတော့ငရှင်းသားလေးကိုအင်ဂျီယာမဲ့ပလတ်စတစ်ခွက်ထဲမှာထည့်ပြီးတော့ရေနံစီလေးတွေထည့်အော်ဘာမှချီကောင်းခဲ့တဲ့အော်ဘာလေးတွေထည့်ပြီးဂျင်းဖက်ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ခဏလုံးကကြံတဲ့ခွေးစာအော်မဟုတ်ပါဘူးတို့ရဲ့အစာကြံလေးကိုပလတ်စတစ်ခွက်ထဲမှာထည့်ပြီးတော့မျိုးကြဆန်းဆိုပြီးပေးလိုက်ပါတယ်ပြီးရင်တော့တန်လက်နဲ့မှပြီးချင်တော့အော်မဟုတ်ပါဘူးတန်လက်နဲ့မှလှုပ်တဲ့ဆာရှိမင်းလေးကိုစားချင်တယ်ဆိုတဲ့အတူတွေအတွက်ဆာရှိမင်းလေးပွဲပြင်နေပါပြီဆာရှိမီဖြတ်တဲ့ဒါအရန်ထက်ပဲမဲ့တန်ရောစင်ကဖြတ်နိုင်မယ်ထင်ခဲ့တာမရဘူးဗျကိုကဘိုက်ခေါက်လင်းနေမှာချစ်တာပါဆိုလို့ဆမ်မွန်ဘေလီအစီများတာပါထိတ်ပေးပါတဲ့မတွေ့ရင်ဆရာပဲအကောင်မှတေးချတဲ့အပြစ်ခံရမှာတနေ့တော့တန်ရဘလဘွားနဲ့အသေးခွဲပြီးကြံနေပါစေဆိုလို့ဆမ်မွန်ဘေလီမှာတန်ရတွေပေးလိုက်တယ်ချိန်စာအနေနဲ့အရှိမီအတွက်ဖြက်စရာတွေပြီးပြီဆိုတော့လေရေစိမ်နေတဲ့ပစုံကိုချမ်းနေမှာဆိုလို့ဆောင်းချုံပေးလိုက်ပါတယ်ပွဲထွက်စရာပကံမရှိရနဲ့မဆလာဖြော်တဲ့ပကံပေါ်မှာဝါရွက်လေးတင်ပြီးတော့အလှပြင်ပေးလိုက်ပါတယ်အော်ဘာမှာကြီးကောင်းခဲ့တဲ့အော်ဘာလေးကတော့မပါမဖြစ်ပေါ့ကွယ်ဆာရှိမီရဲ့ဘာညာတွေထည့်တဲ့အချိန်မှာတန်တွင်းနေပါလေဆိုပေါင်ကြားထဲမှာပြည့်ရစိတ်ကဝင်ကြိုက်သွားတယ်တေးချတဲ့ပြည့်ရစိတ်ကအမပဲဖြစ်ရမယ်
မကြောက်မရွံ့နဲ့ဝင်တိုးနဲ့စားတော့ဒီစားပွဲကိုရေခဲပေါ်မှာလှလှပပလည်းပြင်ပေးမလို့ပဲဒါမှကြည့်နေတဲ့အကြည့်တွေကအကျွေးတောင်းတဲ့အကြည့်တွေဆိုတော့ဂျပန်ငုတ်တီတောင်းထည့်ပြီးအဆုံးသတ်ပေးလိုက်တယ်ပြီးတော့ကျွန်တော်ဘလောက်ပဲဆဲပြီးလုပ်ပေးလက်မဆဲပဲလုပ်ပေးအမြဲလာစားတဲ့ဦးလေးအတွက်လုပ်ပေးမှာဖြစ်ပါတယ်အခုတစ်ခေါက်ကတော့啲六個係咁這個我發死嘅，你咁唔低嘅，冇於發死又飛咁啊！你唔低過我啊！ဘာတွေပြောနေကြကျွန်တော်လည်းနားမလို့သူတို့အဲ့လိုတွေပြောပြီးစားနေကြတော့ကောင်းလို့ချီကျူးရထင်တာပေါ့ဒီမှာလိန်တောင်ဖြတ်အောင်မဟုတ်ပါဘူးတခွားတီးကိုဖြတ်တခွားတီးကိုအဲ့လိုဖြတ်တဲ့ချိန်မှာလဲစိတ်ကနေနဲ့အောင်းသွားနေဗျာကျွန်တော်တင်တဲ့ဗီဒီယိုတွေကိုပြီးအောင်မကြည့်ပဲနဲ့ကြော်သွားမယ်ဆိုရင်တော့အိမ်မက်ထဲမှာကပ်ပလီ9ယောက်ဖင်ဝန်းချတာခံရပါစေအဲ့လိုပြောရင်လည်းဘောင်းပြီးချွတ်အိမ်မက်ကောင်တွေကတပုံချင်းငါတိနေတယ်ပကံရေးဆိုးနေတာမတုတ်ပေးတော့စိုးလေးနဲ့ပြီးအောင်လို့အရွက်6လေးတွေထည့်တယ်ပြီးရင်တပြက်စီယုံးလေးတွေထည့်တယ်ပြီးရင်အလှပြင်တဲ့နေရာမှာတော့အာမီပဲလေပြီးရင်ရှိသေးတယ်ကျွန်တော်လာမေးတာအကောကဘယ်မှာတင်တန်းတက်ခဲ့ရလေတဲ့ဒီလိုတင်တန်းမြန်မာနိုင်ငံမှာရှိလို့လားမြင်ဘူးလို့လား 日日塞話不離啦，笑咩呢？因為你那裡沒有很凶啊，很凶人用လို့呀。အဲ့လိုပြန်ပြောမှဒီလိုကြိုပြောပေးလိုက်ပါတယ်ဆက်လုံးကုန်းငါးလေးဖြတ်ထားတဲ့ဟာလေးကိုစီထည့်ထားပါတယ်ပြီးရင်တော့ဆက်လုံးကုန်းဥလေးကိုထည့်ဖို့ပစိုးဝတ်ပြီးတော့ထည့်ပေးလိုက်ပါတယ်ဂျပန်ငုတ်တီထောင်းထည့်ဂျင်းဘက်လေးတွေထည့်မျောလို့ရပါပြီဝဇက်